န်စင်အိုရလန်မှာကျင်းပပြုလုပ်တဲ့တရုတ်ရိုးရာချင်းသေးနကားအကအလှပြိုင်ပွဲတွေကိုကြည့်ပူးကြလားရှင်မကြည့်ဘူးတဲ့ foodie လေးတွေအတွက်ရောပြပရောက်နေတဲ့ foodie လေးတွေအတွက်ရော Grace သွားခဲ့တဲ့ experience လေးကို sharing လေးပြန်လုပ်ပေးလိုက်ရပါတယ်ရှင်ဒီဗီဒီယိုလေးကို February 20လောက်မှာတင်ပေးမယ်ဆိုပြီး Grace ရိုက်ထားတာဆိုပေမဲ့ဂျားမှာ Grace နေမကောင်းဖြစ်သွားတာမလို့အခုမှတင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင်ဒီပွဲကျင်းပခဲ့တဲ့နေရာကတော့ရန်ကုန်မြို့တရုတ်တန်းစင်ဝရလန်အပေါ်ဘလောက်မှာပဲဖြစ်ပါတယ်ရှင်ပွဲကျင်းပခဲ့တဲ့ရက်ကတော့ February 18 19 20မှာကျင်းပခဲ့တာပဲဖြစ်ပါတယ်ရှင်စရုံကတော့ဒီပွဲရှိတာကိုလာကြည့်ဖို့အတွက်ဖိတ်ခေါ်တဲ့ vlog လေးရိုက်ထားတာပါဒါပေမဲ့အချိန်ကနောက်ကျသွားပြီးဖြစ်တာမလို့ Grace သွားခဲ့တဲ့ experience လေးအကြောင်းကို sharing အနေနဲ့ recap video လေးပဲပြန်တင်ပေးလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကတော့ Grace ကိုတရုတ်ရိုးရာvlog လေးတောင်းဆိုထားတဲ့လူတွေအတွက်ရော Grace ကိုပြပကနေအားပေးပြီးတော့တရုတ်တန်း vlog တွေတင်ပေးလို့ appreciate လုပ်နေတဲ့လူတွေအတွက်ရောနောက်တစ်ခုက Grace ကမြင်းနှစ်မွေးဖွားတဲ့လူတစ်ယောက်အနေနဲ့ Grace blogger ဖြစ်နေတဲ့အချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ကြုံကြိုက်လို့ရိုက်ခွင့်ရတဲ့ဒီ vlog လေးကိုအမှတ်တရအနေနဲ့ပြန်လည်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်နောက်ကျသွားပေမဲ့အမှတ်တရအနေနဲ့တင်ပေးလိုက်ပါတယ်ရှင်ဖုံးစံတိုင်းမဲ့ Grace ကဘယ်နေရာဘယ်ဒေသရောက်ပွဲမကြည့်ခင်ဘာပွဲပဲဖြစ်ဖြစ်မကြည့်ခင်မှာအရင်ဆုံးမုတ်စားပါတယ်ဘိုက်ပြေးမှာကောင်းကြည့်နိုင်မှာဆိုတဲ့အယူဆကြောင့်မှာပြီးတော့တခုခုကိုကြည့်ပြီးဆိုလို့ရှိရင်လည်းကိုလာရတဲ့အချိန်နဲ့တန်အောင်ကိုပေးဆက်ထားရတဲ့ energy နဲ့တန်အောင်လို့အစအစုံမြတ်တောင်မခက်တန်းကြည့်ပါတယ်ရုပ်တန်းစင်အိုရန်လန်နဲ့ဝင်လာတာနဲ့ Grace အရင်ဆုံးစားလိုက်တာကတော့ကောင်းစင်ရေခဲမုတ်ပါပြီးတော့အဲ့ရမျက်နှာချင်းဆိုင်ကဟိုလာကကွန်ချစ်လေးကိုစားပါတယ်အဲ့ဒါနဲ့မဝသေးတော့ဒီဘက်ကအဆပ်ကနေပြီးတော့ဘာကထပ်ပြီးမှာစားပါတယ်ပြီးတော့ဟိုလာကိုကူးပြီးတော့အာလူးကြောင်ကြော်နဲ့တာကိုရာကီနဲ့စားပါတယ်ရှင်ဘိုက်အပြည့်အကာစားပြီးသွားတဲ့အခါမှာတော့အမျိုးရဲ့အိမ်မောကိုတက်လာပြီးတော့တရုတ်ရိုးရာချင်းသေးနကားအကအလှပြိုင်ပွဲကိုစတင်ပြီးကြည့်ရှုပါတော့မယ်ရှင် knowledge sharing အနေနဲ့ပြောရမယ်ဆိုရင်ချင်းသေးနကားအကအလှဖျော်ဖြေပွဲတွေများပေမဲ့တရုတ်တန်းစင်အိုရန်လန်ထဲမှာကျင်းပတဲ့ပြိုင်ပွဲကတော့တရုတ်ရိုးရာချင်းသေးနကားအကအလှပြိုင်ပွဲပဲဖြစ်ပါတယ်အခုနှစ်မှာဆိုရင်ကျင်းပခဲ့တာစုစုပေါင်း16ကြိမ်တောင်ရှိခဲ့ပါပြီရှင်ပွဲမတိုင်ခင်မှာကိုစင်မျိုးမမဆောင်နွေ့နွေ့ချစ်ပွန်တဲ့နန်းခင်စီယာတို့ကတချင်းနေနဲ့ဂုဏ်ပြုပါတယ်ရှင်အခုဆိုရင်တော့ဖွင့်ပွဲအတွက်ကိုတရုတ်ရိုးရာချင်းတင်တာအကအလှအဖွဲ့တွေပွဲကင်းတဲ့ဝင်ရောက်လာပါပြီရှင်ရိုးရာချင်းတဲ့အကအလှတွေမစတင်ခင်မှာကလေးတွေကတိုင်းပညာအကအလှတွေနဲ့အရင်ဆုံး perform လုပ်ပါတယ်ရှင်ညဆက်တိုင်းချင်းသေးကအဖွဲ့အများကြီးနဲ့ဖြောပြသွားပါတယ်ချန်ပီယံကတော့လုံးတိချွမ်းရပဲဖြစ်ပါတယ်ရှင်ဒါကတော့နှစ်ညဆက်တိုက်ကျင်းပပြုလုပ်ခဲ့တဲ့တရုတ်ရိုးရာချင်းသေးအကပြိုင်ပွဲမှာချန်ပီယံရရှိခဲ့တဲ့လုံးတိထွန်းရန်အသင်းပဲဖြစ်ပါတယ်ရှင်ဒါကတော့နောက်ဆုံးညနဂရှိပြိုင်ပွဲညမှာပြိုင်ပွဲမစတင်ခင်မှာဟန်ဒူးဆန်ရဲ့နွေ့နွေ့ချစ်ဖွယ်ရဲ့မမဆောင်ရင်ရဖျော်ဖြေနေရပဲဖြစ်ပါတယ်ရှင်နဂရှိပြိုင်ပွဲမှာအထူးခြားဆုံးကတော့ main ကလေးအသင်းပါဝင်လာတာပါ main ကလေးတွေအနေနဲ့ယောက်ျားလေးတွေနဲ့ဒန်းတူရင်မောင်တက်ပြီးတော့ငကားကနိုင်လိမ့်မယ်လို့တခါမှမတွေးဘူးလုံနိုင်ခဲ့တဲ့ညီမလေးတွေအတွက်တကယ်ကိုဂုဏ်ယူပါတယ်ညီမလေးတွေကတရုတ်ရိုးရာနဂရှိပြိုင်ပွဲမှာတပြဆုရရှိခဲ့ပါတယ်သူတို့အသင်းရဲ့နာမည်ကတော့မြန်မာဖုန်းကြီးပဲဖြစ်ပါတယ်ရှင်ဒါကတော့တရုတ်ရိုးရာနဂရှိပြိုင်ပွဲမှာချန်ပီယံဆုကိုတိမ့်ပိုက်သွားတဲ့မြန်မာ ESL အသင်းပဲဖြစ်ပါတယ်ရှင်
သူတို့ကိုကြည့်ပြီးတော့ Grace လည်းအပျော်တွေကူးဆက်ခဲ့ပါတယ်ထပ်တူပျော်ရွှင်ခဲ့ရပါတယ်ရှင်ဆိုတော့ Grace ဗီဒီယိုတင်တာအနည်းငယ်နောက်ကျသွားပေမဲ့မြင်းနှစ်ဖွာဖူရီတယောက်အနေနဲ့တရုတ်ရိုးရာယဉ်ကျေးမှုအမွေနှစ်တွေကိုဂုဏ်ယူစွာနဲ့တင်ဆက်လိုက်ရပါတယ်ရှင်